တိုင်းမှာ rectangular မှာ quit 2အကြောင်းပြောပြမှာဖြစ်ပါတယ်ဓာတ်ပုံတစ်ပုံခေါ်ထားပါပြီဟုတ်ကဲ့ rectangular မှာ quit 2ကဘယ်နေရာမှာရှိလဲဆိုရင်ကျွန်တော်တို့လက်ရှိဒီနေရာကိုလာပေးရမှာဖြစ်ပါတယ်2ပေါက်ရဲ့ဒီနေရာမှာလာမယ်ဆိုရင်ဒီစာသားလေးကိုမြင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီ shortcut key ကတော့ M ဖြစ်ပါတယ်ကြက်ထားလို့ရပါတယ် shortcut key အသုံးပြုခြင်းနဲ့ဆိုရင်ဟုတ်ပြီ rectangular မှာ quit 2ကိုကျွန်တော်ရွေးချယ်ထားပြီးပြီပထမဆုံးကျွန်တော်တို့ကဒီ2 option ဘာမှမရှိတဲ့အကြောင်းအရာတွေကိုတီးဖို့လိုပါတယ်ဒီအလုပ်လေးမျိုးဘယ်လိုလုပ်တယ်လဲဒီ fader ရဲ့ဒီ style ရဲ့ဒီ width တွေ height တွေကတခုဘာလို့ main နေရလဲကျွန်တော်တို့လေ့လာဖို့လိုပါတယ်အဲ့တော့ပထမအဆုံးကျွန်တော်ဒီ new selection ဆိုတဲ့ဒီဟာလေးကိုကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တခု mouse လေးနဲ့တခုလိုမျိုးလေးဆွဲလိုက်တယ်ပေါ့နော်ဒီနေရာမှာထပ်ပြီးတော့ဆွဲချင်တာဒီမှာပြန်ပြီးတော့လာဆွဲလိုက်တယ်ဆွဲတဲ့အချိန်မှာဒီဆွဲပြီးသားဟာပျောက်သွားတာဖြစ်ပါတယ်သူကအဲ့လိုမရဘူးဖြစ်နေတယ်နော်သူရဲ့အားနည်းချက်ကထပ်ပြီးတော့ဒီခုလိုဆွဲထားတဲ့ဟာကိုကျွန်တော်ရွှေ့မယ်ဆိုရင်ဒီ mouse နဲ့ဒီအလေတက်လာလိုက်ပါလာပြီးတော့ကျွန်တော်ဒီလိုလာရွှေ့လို့ရတာကိုကျတော့ကိုလိုချင်တော့လို့လာရွှေ့လို့ရသူကဒါပေမဲ့ဒီမှာပြန်လာဆွဲချင်တယ်ဆိုရင်သူကဆွဲလို့မရအောင်တွေ့လားသူရဲ့အားနည်းချက်အဲ့လိုဖြစ်ပါတယ်ဒီခု select ဝင်နေအောင် unselect ဖြစ်ဖို့အတွက် shortcut key control D နှိပ်လိုက်ပါဟုတ်ပြီထပ်ပြီးတော့ကျွန်တော်တို့ဒီ2ဘေးနားမှာရှိတဲ့ add selection လေးကိုကျွန်တော်တို့ပြန်ကြည့်ရအောင်ဒီ add to selection ကဘယ်လိုလုပ်လဲဆိုရင်ကဲထားပါတော့ကျွန်တော်တို့အခုဒီမှာဒီလိုလုပ်လိုက်ပြီဒီလိုလုပ်လိုက်တဲ့ဟာကိုကျွန်တော်ဒီဘက်မှာထိပါခြင်းနဲ့ပြန်ပြီးတော့ဆွဲခြင်းနဲ့ဆို add to selection ရဲ့သဘောတရားရပါတယ်ကျွန်တော်တို့ဒီခုလိုမျိုးလေးပဲလာဆွဲမလားဒါမှမဟုတ်เนาะဒီကနေပဲစပြီးတော့ဒီခုလိုလာဆက်ဆွဲလိုက်မလားဒါတူ add to selection ရဲ့သဘောတရားအဲ့လိုမျိုးအလုပ်လုပ်တာဖြစ်ပါတယ်ဟောဒီမှာเนาะ add to selection ရဲ့သဘောတရားကိုဒီအပြင်ဘက်ကနေဒီလိုပဲလာဆက်ဘယ်လိုပဲလာဆက်ဒါ add to selection ရဲ့လောက်ဆောင်ချက်ဖြစ်ပါတယ်ဒီခု selection ဝင်နေရာလေးကိုကျွန်တော် unselect မလုပ်တော့ဘဲနဲ့သူ့ဘေးနားမှာရှိတဲ့ဒီ selection တစ်ခုကိုကျွန်တော်ပြန်ရွေးမယ်အဲ့တော့ဒီ selection က subtract from selection ဖြစ်ပါတယ်ဟုတ်ပြီသူကဘာအလုပ်လုပ်လဲဆိုရင်ဒီခုလိုပို့နေတယ်မလိုတဲ့အရာတွေကိုပြန်ပြီးတော့ short ချမယ်ပေါ့နော်ဟောကိုလိုတလောက်လေးပဲသူ့ယူချင်တယ်ဆိုရင်ပို့နေတဲ့အရာလေးတွေကို short ချင်တယ်ဆိုရင်သူကဒီလိုတုံးရမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ခုလုံးကိုဒီထိမလိုချင်ဘူးဆိုရင်ဒီထိ short ချလိုက်ပေါ့လွယ်လွယ်လေးပဲဟုတ်ပြီဒီ select ဝင်နေရာတွေကို unselect လုပ်မယ်ဆိုရင် control D ဟုတ်ပြီနောက်ဆုံးတစ်ခုဖြစ်တဲ့ဒီ selection ကိုကျွန်တော်ပြန်ပြီးတော့ရွေးချယ်ထားပါပြီအဲ့တော့ဒီ selection က intersect with selection သူကဘယ်လိုအသုံးပြုလဲဆိုရင်ကဲကျွန်တော်ဒီခုပထမအဆုံးဒီလိုဆွဲထားပါတော့ဆွဲထားတဲ့အရာကိုသူကလည်းဒီအတစ်လာဆွဲလို့မရအောင်ဒီမှာဆွဲထားတဲ့ဟာကိုဒီမှာအတစ်လာဆွဲလို့မရအောင်မှာဆွဲတာနဲ့ဒီစာကြီးပေါ်လာအဆင်မပြေဘူးအဲ့တော့ဒီ okay နှိပ်လိုက်တဲ့ဒီလိုပျောက်သွားတာပြန်လုပ်မယ်အဲ့တော့သူကကျတော့ဒီလိုဆွဲထားတဲ့အရာကိုကျွန်တော်တို့ကဒီဘက်ကနေပြန်ပြီးတော့ဒီသူအပေါ်ကနေလှုပ်လဲသူကအလုတ်ဆောင်တာဒီဘောင်တွင်းသူပထမယူထားတဲ့အကွက်အတွင်းပဲသူကအလုတ်တာဖြစ်တဲ့အတွက်ဒီကနေကျွန်တော်ဒီလောက်လေးကိုကျွန်တော်ဒီခုလိုသူ့အတိုင်းပြန်ကွက်လိုက်မှဆိုရင်အဲ့လောက်လေးကိုပြန်ရချင်တဲ့ပုံစံဖြစ်သွားတာဖြစ်ပါတယ်ထပ်ပြီးတော့ကျွန်တော်လိုချင်တဲ့ပုံစံဒီကနေဒီလောက်လေးပဲလာပြီးတော့ယူလိုက်မှဆိုရင်သူကဒီလောက်လေးပဲကြံတာဖြစ်ပါတယ်အဲ့တော့ဒီ selection ကဒီလိုလောက်ပါလားဆိုအောင်နားလည်ထားဖို့လိုပါတယ်အဲ့တော့ဒီခုကျွန်တော်ဒီ select ဝင်နေတာလေးကို unselect လုပ်ဖို့အတွက် keyboard က control D ကိုနှိပ်လိုက်ပြီဒါဆိုရင်ငကိုအတိုင်းပြန်ဖြစ်သွားပြီပေါ့နော်ထပ်ပြီးတော့ဒီ new selection မှာကျွန်တော်ရွေးလိုက်ပြီးတော့ဒီ fader ဆိုတဲ့အကြောင်းလေးတစ်ချက်တွားချင်ပါတယ်ဒီမှာကျွန်တော်ရာခိုင်နှုန်းကုတ်ကြိုက်တဲ့လောက်ရေးလို့ရပါတယ်အဲ့တော့ဟုတ်ပြီဒီ fader နေရာမှာကိုကကဏ္ဍရေးလို့ရပါကျွန်တော် 50ph လို့ရေးလိုက်ပြီပေါ့နော် 50ph ရေးပြီးတော့ကျွန်တော်ဒီရေးလိုက်ပြီးတော့လုပ်ပြီးမှလည်းဒီမှာ width နဲ့ height မှာတော့လောက်ဆောင်ချက်မရှိသေးဘူးပေါ့နော်အဲ့မှာကျွန်တော်ကဒီလိုလုပ်လိုက်မယ်ဆိုရင် 50ph ကသူကဒီမှာဒီလိုအဝိုင်းနဲ့ selection လာဝင်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ဒီ new selection မှာ0ထားပြီးပဲလုပ်ခဲ့မယ်ဆိုရင်တော့ဒီမှာကြည့်သူကဒီခုလိုမျိုးလေးပဲ4000လေးပဲရလာတာဖြစ်ပါတယ်အဲ့လိုထူးခြားတော့ပါတော့အမှ control D လုပ်လိုက်ပြီကဲဟုတ်ပြီဒီမှာ50ပဲပြန်ထားမယ်အဲ့ဒီနေရာမှာ50ပဲထားပြီးတော့ဒီ size style နေရာမှာ fix ratio လုပ်လိုက်ပြီ fix ratio လုပ်တဲ့အချိန်မှာကျွန်တော်ဒီမှာ width နဲ့ height ပေါ်လာတာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့က set ထားလိုက်မှာပေါ့နော် width set ဒီမှာလည်း set width နဲ့ height နဲ့ set ထားလိုက်ပြီပေါ့နော်အဲ့လိုထားလိုက်ပြီးတော့ကျွန်တော်ဒီမှာပြန်ပြီးတော့ဆွဲကြည့်မယ်
ဆွဲကြည့်လိုက်တဲ့အချိန်မှာသူကပြောမှဆိုရင်အဝိုင်းညီတဲ့အရာတစ်ခုရလာပေါ့နော်ဟုတ်ပြီ control D ပြန်လုပ်လိုက်မှာအကြီးကြီးဆွဲကြည့်မယ်အကြီးကြီးဆွဲလိုက်တဲ့အချိန်မှာသူကပြန်ပြီးတော့မညီတော့ပြန်ဘူးအဲ့လိုမျိုးပြန်တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ width နဲ့ height မှာကိုပြန်ပြီးတော့ပြောင်းလိုက်မယ်33ဆိုပြီးတော့ width နဲ့ height မှာ33ပြောင်းပြီးတော့ပြန်ဆွဲကြည့်မယ်เนาะအကြီးကြီးဆွဲကြည့်မယ်ဟာဒီလိုပုံစံပြန်ပြောင်းသွားပါတယ်ဟုတ်ပြီတေးသေးလေးပြန်ဆွဲကြည့်မယ်เนาะ unselect လုပ်လိုက်ပြီတေးသေးလေးပြန်ဆွဲလိုက်မယ်ဟောဝိုင်းတော့ပြန်ပြီအဲ့တော့ဒါ width နဲ့ height ကိုကျွန်တော်တို့ဘယ်လိုတုံးမလဲကျွန်တော်တို့အတုံးချဖို့အတွက်ပြောပြနေခြင်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီ style တွေကနေပြီးတော့ဒီ fix size ကိုတုံးမယ်ဆိုရင်ဒီခု automatic to width နဲ့ height က64စီထားပေးတယ်ပြီးတော့64အတိုင်းထားတဲ့ဟာကိုကျွန်တော်လုပ်ကြည့်အောင်เนาะဒီမှာကတော့ဒီမှာ90ဆိုပြီးကျွန်တော်ရွေးထားတယ်အတိုင်းလေးစမ်းကြည့်မယ်သူကဒီမှာတစ်ခါတည်းဒီမှာလက်မခံဘူးဆိုတဲ့အကြောင်းပေါ်လာပေါ့เนาะအဲ့ဒါ okay ပေးလိုက်မယ်ဆိုဒီမှာဆက်လက်လက်မဝင်တော့သူကဒီ fix size ကိုရွေးမယ်ဆိုရင်ကျွန်တော်ဒီမှာ0ပဲထားပေးရမှာဖြစ်ပါတယ်ဒါဆိုရင်သူကဒီမှာ selection ကကြံနေတယ်เนาะအဲ့ဆိုရင်ကျွန်တော်သူက fix size ဖြစ်တဲ့ဖြစ်တော့သူကအလောက်လေးခြံထားပြီးတော့ကျွန်တော်တို့ select ဝင်နေအောင်တွေ့ရတာဖြစ်ပါတယ်အဲ့တော့သူက left click နဲ့ drag ရှေ့ဆွဲလို့မရအောင် left click တစ်ချက်ပဲထိအောင်ပဲသူကအဲ့ fix size ကကျတော့အဲ့လိုပဲလုပ်လို့ရတယ်ဟုတ်ပြီထပ်ပြီးတော့ဒီသူ့ရဲ့ default 64ကိုကျွန်တော်ပြောင်းကြည့်အောင်ဘယ်လိုလာမလဲမသိ100နဲ့64စမ်းကြည့်မယ်နော် height မှာ64ဟောဒီမှာပြောင်းသွားရင်သူကပုံစံပြောင်းသွားရင်နော်သူက fix size ကကဲဟုတ်ပြီဒီမှာ64မဟုတ်တော့ဘူးဒီမှာ height မှာဘယ်လောက်ထားမလဲဆိုရင်300ထားကြည့်လိုက်မယ်ပြီးရင်ပြန်တစ်ချက်ထိကြည့်လိုက်မယ်ဟောကိုထားအတိုင်းတော့ဒီလိုရောက်လာတယ် control D ပြန်လုပ်လိုက်ပြီတခါလေးကျရင်ကျွန်တော်တို့က2 option bar ထဲမှာဒီခုလိုမျိုး light ပြောင်းထားပြီးတော့ကျွန်တော်တို့ကမိတ်တက်ပါတယ်ကိုဆွဲချင်တာတစ်မျိုးဆွဲနေတာတစ်မျိုးဆိုရင်ကျွန်တော်တို့ဒီ fit size နေရာမှာ normal ပြန်ပြောင်းပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့ default style တိုင်းရသွားပြီခဲဟုတ်ပြီကျွန်တော်ဒီပုံလေးကိုဒီခုလိုလေးယူလိုက်ပါနော်ယူလိုက်ပြီးတော့ select ဝင်သွားဖြစ်တဲ့အတွက် right click နှိပ်လိုက်မယ် right click နှိပ်ပြီးတော့ဒီ stroke ဆိုတဲ့နေရာလေးမှာကျွန်တော်ထိလိုက်မယ်ထိပြီးတော့ရင် stroke ကဘယ်နေရာမှာထားမလဲဆိုရင်ကျွန်တော်ဒီ outside ကိုလာရွေးပေးမယ်ဟောဒီရဲ့ mode မှာတော့ normal ပဲထားလိုက်ပြီ outside ရွေးလိုက်ပြီ color ကအနက်ရောင်နဲ့အနက်ရောင်မရချင်ဘူးဆိုရင်ပြန်ပြောင်းလို့ရပါတယ်လာထိလိုက်ပါထိပြီးတော့ရင် color ဒီမှာအလုပ်ပြီး okay ပေးလိုက်ပါပြီးတော့ဒီမှာအထူက block width ထားမလဲဆိုရင်ကျွန်တော်10ထားလိုက်ပါတော့10ထားလိုက်ပြီထားပြီးတော့ okay ပေးလိုက်ပြီဒါဆိုရင်ဒီအနေထားရလာပြီပေါ့နော်ရလာပြီဆိုရင် selection ပြောက်ချင်တယ်ဆိုရင် control D နှိပ်လိုက်ပါဒါဆိုရင်စောပုံမှာကျွန်တော်တို့က rectangular မှာ quick ထိုးတုံးပြီးတော့ပြောမှဆိုရင်ဘောင်လေးထည့်လိုက်တဲ့ပုံစံလေးပေါ့နော်နောက်ပိုင်းမှာပြန်တွေ့ရအောင်